မျိုးတို့တွေတန်ဗုဒ္ဓေဂါထာအလုံးရွတ်နေကြတာသိမှာပါတန်ဗုဒ္ဓေအလုံးဂါထာတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်တန်ဗုဒ္ဓေ9ဂါထာရှိတယ်ရှေကျွန်းတောင်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအောင်တန်ဗုဒ္ဓေဆိုပြီးတော့9ဂါထာအဲ့ဒီထဲမှာဦးဇင်းတို့မြောက်တော့ပြရွတ်နေတာကတော့တောင်ကျွန်းတန်ဗုဒ္ဓေပေါ့နော်ဂါထာလေးကတန်ဗုဒ္ဓေအထဝီသင်္စဒေါရသင်္စတဟတကေသင်္စတတတဟတာနိနမာမိတိရတမဟံအပကဝလုကကင်ကအနန္တနေဗုဒ္ဓစီနာဧတတမေသတံကင်္စအာဒရိနနမမဟံဆိုပြီးတော့ဒီလိုလေးပေါ့အဲ့တော့မျိုးမျိုးဒီဂါထာတော်ကိုရွတ်လို့ရှိရင်အမျိုးမျိုးသောထူးခြားမှုတွေစံပြမှုတွေရှိခဲ့တာလဲအားလုံးသိပြီးဖတ်ပြီးပေါ့ဒီဂါထာတော်ကဘာအဓိပ္ပာယ်ရှိတာတော့ဘလို့အဓိပ္ပာယ်ရှိတာတော့ဆိုတော့ဒီပါဠိလေးကိုအနက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တန်ဗုဒ္ဓေအထဝီသင်္စဒွါရသင်္စနှစ်ကျိန်းရှိစုကုံတဲ့မြတ်စွာဘုရားဝင်ခဲ့တဲ့နှစ်ကျိန်းရှိစုကုံတဲ့မြတ်စွာဘုရားတို့ကိုလည်းကောင်းတယ်နော်တန်ဗုဒ္ဓေထဝီသင်္စနောက်ပြီးတော့ဒွါရသင်္စတဟတကေ12000ကုံသောမြတ်စွာဘုရားတို့ကိုလည်းကောင်းတယ်နော်ပထမဆုံးနှစ်ကျိန်းရှိစုပြီး12000ဖြည်းဖြည်းနဲ့များလာတာပင်စတတတဟတာနိ9သိန်းကုံသောမြတ်စွာဘုရားတို့ကိုလည်းကောင်းအဲ့တော့တန်ဗုဒ္ဓေထဝီသင်္စဒွါရသင်္စတဟတကေပင်စတတတဟတာနိနမာမိတိရတမဟံတဲ့ကျွန်ုပ်ရဲ့ဥကောင်းတဲ့နမာမိရှိခိုးပါ၏နော်ဒီလိုလေးပဲရဒါကဆရာတော်ဘုရားကြီးတို့ဟောကြားထားတာကနော်ဥကောင်းတဲ့ဆိုလို့ရှိရင်ဒီလက်ကိုဥကောင်းပေါ်မှာတင်ပြီးတော့ခုနကပြောတဲ့နှစ်ချင်းရှိစု12000ကုံသောဘုရားရှင်9သိန်းကုံသောဘုရားရှင်တို့ကိုဥကောင်းတဲ့ရှိခိုးပါတယ်ဆိုပြီးတော့ဓမ္မတခါရှိခိုးတဲ့အပိုက်ဒုတိယတစ်ပိုက်ကအဘဂဝလုကကင်္ဂနောဘဂဝလုကကင်္ဂအနန္တနေဗုဒ္ဓစီနာတေတတမေသတံကေသာအရိဏနမမဟံတဲ့နော်အဘဂဝလုကကင်္ဂတဲ့ဝါလုကကင်္ဂဒီကင်္ဂမြစ်မှာရှိတဲ့သဲတွေဟာနဲသေးတယ်သဲပွင့်လေးထဲအနန္တနေဗုဒ္ဓစီနာတဲ့နေဗုဒ္ဓစီနာပြိဋိဘံဆံဝင်ကုန်ပြီးတဲ့မြတ်စွာဘုရားတွေကတော့အနန္တာတဲ့အများကြီးပဲတဲ့မရေမတွက်နိုင်အောင်များတယ်သဲပွင့်နေထက်များတယ်နော်အဲ့ဒီမြတ်စွာဘုရားတွေရဲ့ခုနကဂင်္ဂမြစ်မှာရှိတဲ့သဲပွင့်တွေထက်များတဲ့မြတ်စွာဘုရားတွေရဲ့တေတံဓမ္မေသတန်ကိစ္စတဲ့အဲ့ဒီဘုရားတွေဟောခဲ့တဲ့တရားတော်တို့ကို၎င်းအဲ့ဒီဘုရားတော်တို့ရဲ့အဲ့ဒီဘုရားရှင်တို့ရဲ့တပိတာဝကယဟန်တန်ဃာတို့ကို၎င်းတေတံဓမ္မေသတန်ကိစ္စအာတရိဏနမမဟံအဲ့ဒီမှာတခါတိရတမဟံကျွန်တော်ရဲ့ဥကောင်းတဲ့အာရဏရှိခိုးပါ၏ယုတိမင်းတို့လက်ဆောင်မွေရှိခိုးပါ၏နော်နမကာရနုပေါနာဟိတောတဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနတံတုအတေတတော်တဲ့ဒီဘက်ကဘာပြောတာလဲဆိုတော့နမကာရနုဘာဝေနအဲ့ဒီခုနကလိုရှိခိုးပူဇော်လိုက်ရတဲ့အကျိုးအာနိသင်ရင်အကျိုးတကူအာနုဘော်တွေကြောင့်ဟိတောတဗ္ဗေဥပဒဝေတဗ္ဗေဥပဒဝေအလုံးစုံသောဘေဥပအန္တရယံတွေတို့တည်ဟိတောပယ်ဖြောက်ပြီးတော့အဲ့ဒီယံနေမရှိအောင်ပေါ့အနေကအန္တရာယာပုအလုံးစုံသောအန္တရာယ်များစွာတို့တည်လေတဲ့ဝိနတံတုအတေတတော်တဲ့အတေတတော်အကျွင်းကြံမရှိရနည်းနည်းလေးမှမကြံရအောင်ဝိနတံတုအတေတတော်အတေတတော်အကျွင်းကြံမရှိဝိနတံတုပယ်ဖြောက်ပါစေတည်းဆိုပြီးတော့ဒီခုနကပွင့်ခဲ့တဲ့ဘုရားရှင်တွေကိုကြော့ရတဲ့အတွက်ကြောင့်ဒီအကျိုးတွေဖြစ်ပါစေဆိုပြီးတော့ဆုတောင်းတာနော်ဒီဂါထာလေးရဲ့အဓိပ္ပာယ်ကရိုးရိုးရှင်းရှင်းလေးဒါပဲကိုယ့်ရဲ့ယုံကြည်မှုပေါ်မှာမူတည်ပြီးတော့အစွမ်းထက်တယ်ပို့ပြီးတော့အစွမ်းထက်တယ်ပို့ပြီးတော့အစွမ်းရော့တယ်အဲ့တော့အစွမ်းကြီးတယ်အစွမ်းမကြီးဘူးတကူကြီးတယ်တကူမကြီးဘူးဆိုတာကကိုယ့်ရဲ့ယုံကြည်မှုပေါ်မူတည်တယ်တချို့ယုံကြည်နဲ့ရုပ်ပြီးတော့ဘေးရနေတယ်အမှန်တမ်းကင်းသွားတာတွေတွေ့ရတယ်ဒီတန်ဗုဒ္ဓေဂါထာကိုတဲ့နေ့စဉ်ရုပ်ဖတ်တဲ့ဓမ္မကြီးတယောက်တော့ဒီတန်ဗုဒ္ဓေဂါထာနဲ့အတွေ့အကြုံများဆိုတဲ့စာအုပ်ပေါ့သူသမီးကိုညနေကျောင်းသွားကြိုတော့လက်ဖြတ်ကူးတဲ့အချိန်ဟိုကားကြီးကကြောက်တွေအုပ်တွေတည်လာတဲ့ကားကြီးပေါ့ဝိတ်ပါတယ်အဲ့ဒီကားကြီးကသူ့ကိုချိန်မထိန်နိုင်ပဲနဲ့နော်သူကလမ်းကူးတာမှားတာထင်ပါတယ်တိုက်တော့မဲ့အချိန်သူကတော့တေပြီဆိုပြီးတော့မျက်စိကိုဇုံမိတ်ပြီးတော့သူ့ဘွားတော့ဆုံးပြီဆိုပြီးတော့မျက်စိဇုံမိတ်ပြီးတော့နေလိုက်တဲ့အချိန်အဲ့ဒီကားကြီးကသူ့နားကိုလည်းရောက်နော်ဗရိတ်ထွာလည်းအုပ်တော့အုပ်လိုက်မှာပေါ့တိုးတော်လည်းပဲဝိတ်ပါတဲ့အရာတွေဆိုတော့ဗရိတ်အုပ်ဖို့ကအင်မတန်မှခဲရင်နဲ့ဗရိတ်မီးရင်တော့မှအချိန်နဲ့
ဘိန်းတွေတရွတ်တိုက်ပြီးတော့ကိုရှိလာနိုင်တယ်အဲ့ဒီတက္ကမကြီးရဲ့နောက်ပုတိကတိလေးမှာပဲကားကြီးကရက်သွားတာလေဗျာအဲ့ဒီတက္ကမကြီးသူ့ရဲ့ယုံကြည်မှုကတော့တန်ဗုဒ္ဓေဂါထာကိုရွတ်လို့ဒီလိုအကျိုးတွေရှိတာလို့သူကတော့ယုံကြည်တယ်ယုံကြည်ပြီးတော့ဆက်ပြီးတော့သူရွတ်တယ်ပေါ့တချို့လည်းဒီတန်ဗုဒ္ဓေဂါထာကိုရွတ်နေတဲ့အချိန်သူတို့ရဲ့စိတ်ထဲမှာတစ်ခုခုကကာကွယ်ပေးထားတယ်လို့အမြဲတမ်းလုံခြုံနေတယ်တဲ့ဘေးရနေရတဲ့ကိုရှိကြောက်တော့မယ်ဆိုလို့ရှိရင်သူတန်လောင်အိမ်ကြီးရဲ့ပေါ့ဘေးကတန်တွေကာထားတဲ့အထဲမှာသူဝင်နေတယ်လို့ဥပမာတစ်ခုခုအပေါ်ကနေတစ်ခုပြုတ်ကြမယ်ဆိုလို့ရှိရင်လည်းကိုယ်မထီဘူးပေါ့အဲ့ဒီကာထားတဲ့အရာကိုပဲထီသွားမယ်အဲ့လိုပုံစံမျိုးစိတ်ထဲမှာခံစားရတယ်လို့တော့တချို့လည်းပြောကြတယ်တန်ဗုဒ္ဓေဂါထာကိုအားလုံးရုပ်ဆိုပြီးတော့အောင်းညချမ်းသာများရရှိနိုင်ကြပါစေနော်